Hello, Jessica the vlog ကနေကြိုဆိုပါရစေ။ထက်နဲ့အတူတူနိုင်မကလေးတစ်ခုကိုတွားလိုက်ကြရအောင်။က Srina Grindra လမ်းပေါ်မှာရှိတဲ့နိုင်မကလေးတစ်ခုပါ Train Night Market လို့ခေါ်ပါတယ်။ PS နဲ့လာမယ်ဆိုလို့ရှိရင်တော့ထပ်ပြထားတဲ့ဒီ station လေးမှာဆင်းရမယ်။ Bus ကားနဲ့လာမယ်ဆိုလို့ရှိရင်တော့ Tala Refine လို့ပြောလိုက်တာနဲ့သူတို့တွေကသိပါတယ်။ Outdoor Night Market ဖြစ်ပြီးတော့ Vintage Bike လေးကိုရစေပါတယ်။ Antique ပစ္စည်းတော်တော်များများကိုလည်းဒီမှာခင်းချင်းပြသပြီးတော့ရောင်းချင်တာပဲဖြစ်ဖြစ်ဝယ်ချင်တာပဲဖြစ်ရပါတယ်ရှင်။က9နာရီခွဲဖြစ်နေပါပြီ။10နာရီဆိုလို့ရှိရင်တော့အဲ့ဒီမှာတော်တော်ကြီးကိုစီးနေပါပြီ။ဒီနိုင်မာကက်ကလေးတော်တော်စုံတယ်လို့ပြောရမယ်သူရှိမှလေရောင်းတဲ့ပစ္စည်းလေးတွေရောဈေးသက်တာတယ်ပေါ့နော်အစားအသောက်လေးတွေကအစားအကုန်အဆင်ပြေပါတယ်တခုကကြတော့လေသူရှိမှကဘားတွေပါရှိတဲ့အတွက်ညဆိုလို့ရှိရင်တော့10နာရီလောက်ဆိုရင်တော်တော်ကြီးကိုလူစီကားပြီးတော့လူတော်တော်များတယ်ပေါ့နော်တော့လာတာလည်းအဆင်ပြေတော့ foreigner တော်တော်များများလည်းကြိုက်ကြပြီးတော့ဒီမှာ foreigner တွေတော်တော်များတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကရောင်းတဲ့ပစ္စည်းလေးတွေကလည်း foreigner တွေကိုဆွဲဆောင်တဲ့ပစ္စည်းလေးတွေပုံများတယ် antique တွေဖြစ်တဲ့အတွက်လူတွေကပို့ပြီးတော့ကြိုက်ကြတယ်ပေါ့နော်ပြီးတော့ကားပါကင်ကလည်းအကျယ်ကြီးရှိတယ်ဟိုမှာဆိုင်ကယ်ရက်မလားကားရက်မလားတော်တော်ကျယ်တဲ့ကားပါကင်ရှိတဲ့အတွက်အဆင်ပြေတယ်ပေါ့နော်ပြီးတော့အင်ဂျီဆိုင်လေးတွေပြီးတော့နောက်တစ်ခုလက်သေးလုပ်တဲ့ဆိုင်လေးတွေကလည်းနေရာတိုင်းမှာရှိပါတယ်ဒီနေရာလေးကတော့ထက်အရင်ကြိုက်တဲ့နေရာလေးပါဘာလို့လဲဆိုတော့ဒီနေရာလေးရဲ့ပုံစံလေးကပေါ့နော်ရန်ကုန်မှာရှိတဲ့ဗိုလ်ချုပ်ဈေးကိုထက်သတိသွားရမိစေတယ်ပေါ့နော်ရန်ကုန်ကဗိုလ်ချုပ်ဈေးကိုထက်ပတ်ပြီဆိုလို့ရှိရင်လည်းအဲ့လိုနေရာမျိုးရောက်အရင်သဘောကျတာပါလေးဟိုသူတို့ရဲ့ထိုင်းအစားအစာကိုပေါ့မြေဦးနဲ့အဲ့လိုချက်ပြီးတော့ရောင်းတဲ့ဟာလေးလည်းရှိတယ်ဒီဇိုင်းဆိုလို့ရှိရင်လေတော်တော်စားကောင်းလို့ထင်တယ်တော်တော်တန်းစီပြီးတော့လူတွေကဟိုစောင့်နေကြတာစားရဖို့ပေါ့နော်သူ့ဆိုင်ထဲမှာလည်းလုံးဝအပြည့်ပဲဒါလေးကတော့ချစ်ဖို့ကောင်းလို့ပါရှေ့ခေတ်စတိုင်ဘီယာဆိုင်လေးပေါ့နော်ဒီမှာကဒီ branded ဟာတွေတော်တော်များများဆိုလို့ရှိရင် copy တွေများတယ်ပြီးတော့နောက်တစ်ခုကကျတော့ authentic ဆိုရင်တော့မှသူက use ဖနက်တွေကိုပေါ့နော်ပြန်ပြီးတော့ဟိုချပြီးဈေးချပြီးရောင်းကြတဲ့သဘောပေါ့နော်အဲ့တော့ဒီမှာဝယ်မယ်ဆိုလို့ရှိရင်တော့ဈေးသက်သာနေမယ်ဒါပေမဲ့တချို့ဒီဖနက်တွေပေါ့အဓိကတော့ဖနက်တွေကတော့ဒီ copy တွေများတာတွေ့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြောင်လေးတွေခွေးလေးတွေလည်းရောင်းတဲ့ဆိုင်တွေရှိတယ်ကြောင်လေးတွေခွေးလေးတွေကတော့တော်တော်ချစ်ဖို့ကောင်းတယ်အိုးဒီမှာကြည့်ပါဦးတော်တော်လေးကိုချစ်ဖို့ကောင်းတယ်မသိရင်လေးဟိုစက်သစ်ကလေးတွေလိုပဲသူတို့မုတ်တွေကလေအယောင်အသွေးကိုစုံလင်းနေရပဲအသီးတွေဆိုလဲမျိုးစုံလှုပ်ထားတယ်စားချင်စရာကောင်းအောင်ပေါ့နော်အမျိုးစုံလှုပ်ပြီးတော့ရောင်းကြတယ်လုံးဝလူတွေကြိတ်ကြိတ်တိုးသွားသီလားဒီမှာဆိုလို့ရှိရင်တော်တော်ကြီးကိုတိုးပြီးတော့သွားရတယ်အကုန်လုံးကလည်းကြိလိုက်တိုင်းစားချင်စရာလေးတွေကြီးပဲကြိလိုက်အောင်ဒါဆိုလို့ရှိရင်လည်းလုံးဝစမ်းနေကွာသူဟို line ပေါ်မှာတွေ့နေကြပါတော့ဒီမုတ်ပုံစံအရုပ်ပုံစံလုပ်တဲ့မုတ်ကလေးတွေအမျိုးစုံရှိတယ်လူတွေကိုတော်တော်များများကိုစားချင်စပွဲဖြစ်အောင်ဆွဲဆောင်ထားတာတွေ့ရတယ်လေးချစ်စရာလေးဘာကိုရောင်းနေပြီကိုချစ်စရာလေးဆိုပဲ Oh my god! sushi လေးတွေဆိုလို့ရှိရင်လေတစ်ခုမှ9ဘတ်ပဲကြိုက်တာယူလို့ရတယ်ကွာတိလားစားလို့ကောင်းမယ်တော့ထင်တယ်ဒါပေမဲ့ထက်ကမစားခဲ့ဘူးဒါလေးပဲစားခဲ့တယ်ဒါကကျတော့ဟိုကြက်ကြော်ပေါ့နော်အထဲမှာကြက်သားကိုအပြင်ကဟိုပူတန်ပူလာလားအဲ့လိုပုံစံမျိုးကွာဟိုကြော်ထားတဲ့ဟာလေးတော်တော်စားကောင်းတယ်ကျွတ်ရွရွလေးနဲ့ထက်ကကျတော့အရင်ကနေထမင်းစားလာတာဖြစ်တဲ့အတွက်ဘိုက်ကတိတ်မစားတော့ဘူးပေါ့နော်အဲ့ဒါနဲ့ဒီဟာလေးပဲစားကြည့်မယ်ဆိုပြီးတော့ဝယ်လိုက်တာပေါ့နော်ဒါဆိုလို့ရှိရင်တစ်ချောင်းမှ10ဘတ်ပဲရှိတယ်ကွာကိုဒါဆို40ပေါ့နော်၄ချောင်းထက်ကယူလိုက်တာပေါ့နော်ပုံစံမျိုးစုံအဲ့ဒီဟာကိုမှကိုကြိုက်တဲ့လောက်မယောနီစ်တွေအချင်းတွေအကုန်ကြိုက်တဲ့လောက်စမ်းလို့ရတယ်ကွာဒီလားထက်ကတော့ထပ်စားခြင်းတဲ့ဟာလေးကိုစိတ်ကြိုက်ထည့်လာခဲ့ပါတယ်
ရိုက်နေမှမသိဘူးကိုဗီဒီယိုရိုက်နေမှမသိတော့ကိုယိုကရပြီးတော့မှဗီဒီယိုရိုက်မှလည်းဒီရောပြန်လှည့်ပြီးတော့ပဲလေးနဲ့ပြန်လျှောက်တာပေါ့နော်ဒီအိမ်သားလေးကတော့သူကအများဆုံးအိမ်သားဖြစ်တဲ့အတွက်ပတ်စံတော့ပေးရတယ်ပေါ့နော်တစ်ခါဝင်ရင်9ဘတ်ပါတကယ်လို့ကိုကအကျွေးစီမပိုင်ဒီဆက်ဘုံလေးမှာပတ်စံထည့်ပြီးအကျွေးစီလေးလို့ရပါတယ်ဒါလေးတွေကရှစ်ခေတ်ကားလေးတွေဆိုင်ကယ်လေးတွေပါအဲ့ဒီမှာမစ္စတာဘင်းစီးခဲ့တဲ့ကားလေးနဲ့တူတဲ့ကားလေးတွေ့တယ်ပေါ့နော်အဲ့ဒီကားလေးကိုသဘောကျလို့မျက်နှာပြောင်ပြီးတော့ရိုက်ခဲ့ပါသေးတယ်တွေ့ခဲ့တဲ့လိမ်မြိန်နောက်ကိုသွားပြီးတော့လည်းတပ်ပုံကမဖြစ်မနေရိုက်ခဲ့ပါသေးတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဘလော့ဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်တတာ